အရင်တုန်းကမသိလို့စဉ်းစားကြလူဘဝတဲ့နတ်ဘဝကောင်းမလားနတ်ဘဝတဲ့ဗြဟ္မဘဝကောင်းမလားဆိုပြီးကြလားဥလာဘူးတို့စဉ်းစားမိကြစဉ်းစားမိအဲ့ဒီတေဇောလောင်မှုကိုမသိသေးခင်ငုံကတော့ဖြင့်ဒါလူတဲ့နတ်တော်တယ်နတ်တဲ့ဗြဟ္မာတော်တယ်ဆိုတာကိုစဉ်းစားကြလဲစဉ်းစားကြမှာပါပဲမှန်ပါသို့တော့အခုချိန်မှာဖြင့်ဇိရဏတေဇောရင်းအောင်လုပ်တဲ့တေဇောကိုဒကာဓမ္မတွေကြာကြာနာနာသိတဲ့အတွက်ဘယ်ဘဝရောက်ရောက်အိုအောင်လုံးမှာပါရာကြီးပဲမှန်ပါရှင်းမလားရှင်းပါဘယ်ဘဝရောက်ရောက်အိုအောင်လုံးမဲ့တေဇောကဘယ်နဲ့တော့ပါရာကြီးရုပ်မှလည်းပါရာပဲနာမှလည်းပါရာပဲလို့ဆုံးဖြတ်ချက်ချလိုက်ပါတော့မှန်ပါကောင်းပြီဒါဖြင့်ဒကာဓမ္မတို့အိုအောင်နေလုပ်သလားဆိုတော့သေအောင်လဲတေဇောပဲမှန်ပါသဘောကျလားသေအောင်လုပ်တာရောသေပါမယုံရင်လူသေးစွမ်းကြည့်ရင်ဒကာဓမ္မတို့အေးသွားပြီဆိုတော့တေဇောမရှိတာနဲ့တေဇောကကဲမင်းတို့ကိုဖြင့်ဒီကနောက်ဆုံးမိလောင်ရင်လောင်ပြီးဒီကာလပေးလိုက်မယ်ဆိုတော့တေဇောလဲသူပတ္တိသူယုတ်သိမ့်ပါရောဒကာဓမ္မတွေလည်းလောင်းပြင်ရတယ်မှန်ပါမပြင်ရဘူးလားအဲ့ဒါဒီဘယ်သူပါလဲမတုံးလို့မေးတော့တတ္တာလဲတေဇောမှန်ပါအိုအောင်လုပ်တာတေဇောရှင်းမလားရှင်းပါတတ္တာရောတေဇောဒါဖြင့်ဒကာဓမ္မတို့အိုသေးဆိုတဲ့နှစ်ခုဒီကားလို့ဆိုလို့ရှိရင်ဒကာဓမ္မတို့ခန္ဓာကိုယ်ကြီးရတဲ့ပုဂ္ဂိုလ်တေဇောကပါသည်ဖြစ်လေသောကြောင့်ဒီတေဇောဒီကားလို့ရှိရင်ခမည်းတော်ရန်သူအကြီးဆုံးပဲဆိုတာမှတ်ချက်ချပါမှန်ပါတေဇောကပါလိမ့်ရန်သူကြီးဆုံးပါတေဇောမပါပဲနဲ့လေဒကာဓမ္မတွေနေလို့မဖြစ်ဘူးမှန်ပါရှိပြန်တော့လဲအိုအောင်သေးအောင်လုပ်ပြန်တယ်မရှိပြန်တော့လဲသုတ်တန်ပို့ရတယ်ရှိပြန်တော့လဲအိုအောင်သေးအောင်လုပ်ဒါဖြင့်ရန်သူနဲ့အတူတူနေရတဲ့ဘဝမှန်ပါပါသဘောကျကြလားဘာနဲ့အတူတူနေရပါလိမ့်ဒါကြောင့်ဇရာပိဒုက္ခသစ္စာဆိုတော့ဘယ်ပုဂ္ဂိုလ်များညာသေးတေဇောကလေမညာဘူးဘုရားလည်းဘုရားသခင်ကိုရမကြီးကနေစားလုံးနေတဲ့ခါကျတော့ရှင်အနန္ဒကအရှင်ဘုရားရေးတွေတွန်းလိုက်ပြီးမွေးညင်းပေါက်ကလေးတွေများလဲတော်ကျယ်ပြီးဒီကလာနေပါပေါ့လားဘုရားဆိုတော့ဇရာရမောမိဇရာနာတိတော်ကွဘုရားရေလွန်ခဲ့တာမဟုတ်ဘူးကွဒီဇရာဆိုတဲ့တေဇောကငါလည်းလောင်တာပဲဘုန်းတော်ရှင်ကံတော်ရှင်ဉာဏ်တော်ရှင်ဆိုအတုမရှိပုဂ္ဂိုလ်ကြီးရဲ့လို့ညာသေးရဲ့မညာပါဘူးမညာတော့ဒီတေဇောပါတွေ့ဒီကိုယ်တော်ကြီးဟာလေအိုးတယ်နောက်ဆုံးပိတ်အင်းရင်ပိတ်မျိုးကြားမှာပြိဋိဘံစံတယ်ဆိုတာတေဇောပတ်ချိုက်မှန်ပါပါရှင်းမလားရှင်းပါဒါဖြင့်ကျွတ်တို့လိုဘာမွှားပုဂ္ဂိုလ်တွေကြတော့ဒီတေဇောကဘုန်းတော်ရှင်ကံတော်ရှင်တောင်မှဖာမနှိမ့်ဆက်တဲ့ပိလိနာထောဆိုတဲ့ဒုက္ခသစ္စာနှိမ့်ဆက်တတ်တဲ့တရားဖြစ်နေသောကြောင့်ကျွတ်တို့ဖြင့်ချွင်းချက်ပေးပါမလားလို့မေခွန်းထုတ်ရင်ဘယ်လိုဖြေကြပါချွင်းချက်ပေးပါဒါဖြင့်တေဇောပါနေသောကြောင့်ဒကာဓမ္မတို့တေဇောဒီကားလို့ရှင်နှိမ့်ဆက်တတ်သောကြောင့်ဒုက္ခသစ္စာသေအောင်တတ်တတ်သောကြောင့်ဒုက္ခသစ္စာဒါဖြင့်ဇရာပိဒုက္ခသစ္စာမရဏံပိဒုက္ခသစ္စာသဘောကျဒါဖြင့်ဒီဒုက္ခသစ္စာကိုဒကာရပတွေလက်သေးရှာကြမှန်ပါပါဇရာမရဏဘာသစ္စာပါလိမ့်ဒုက္ခသစ္စာတေဇောကဝင်ပြီးနှိမ့်ဆက်လိုက်တာဒကာရမတို့မြင်တဲ့အတိုင်းသိတဲ့အတိုင်းပဲဖရာလည်းမရှောင်ဟင်မှန်ပါမန္နမင်းကြီးလည်းမရှောင်ပြမမင်းကြီးလည်းမရှောင်ပုရရပုဂ္ဂိုလ်သတ္တဝါဟူသမျှတို့ကိုလည်းမရှောင်ရှားဘူးအကုန်လောင်ပြီးအိုအောင်သေးအောင်လုပ်တယ်ဆိုတာရှင်းမလားရှင်းပါသူဘာသစ္စာဖွဲ့ကြဒုက္ခသစ္စာညာဓမ္မပဲအပြင်းနှိမ့်ဆက်သောကြောင့်ဇရာတေဇောဒုက္ခသစ္စာအနှိမ့်ဆက်ခံရသောကြောင့်လည်းဒုက္ခသစ္စာနှိမ့်ဆက်တတ်သောကြောင့်လည်းဒုက္ခသစ္စာဒါဖြင့်တရားဓမ္မတို့ဒီခန္ဓာကြီးထဲမှာဒီဇရာပါပြီးဒီကလာအိုအောင်လုပ်တတ်တဲ့တရားသေအောင်လုပ်တတ်တဲ့တရားပါနေတော့ခန္ဓာတောင်းတဲ့ပုဂ္ဂိုလ်ဒီဥခြင်းစိုးနဲ့ကျုံရပါလို့ဤမှန်ပါပါသေခြင်းစိုးနဲ့ကျုံရပါဒါကြောင့်ဘယ်ခန္ဓာမှတရားဓမ္မတွေမကောင်းဘူးနှိမ့်ဆက်မဲ့ခန္ဓာကြီးပဲလို့မှတ်လိုက်စမ်းမှန်ပါပါသဘောကျလားကျပါပါဒါဖြင့်ဇရာမရဏဘာသစ္စာဒုက္ခသစ္စာဒါဖြင့်တရားဓမ္မတွေဒုက္ခသစ္စာဖြစ်ခဲ့လို့ရှိရင်ဖြင့်ဒုက္ခဖြစ်ကြောင်းရှာအောင်မှန်ပါပါ
မရှားပဲဘူးလားဒုက္ခသစ္စာဖြစ်ခဲ့တော့ဘာရှားမလဲဒုက္ခဖြစ်ကြောင်းရှာတော့ဩဒီဘက်ကတစ်ခုချလိုက်ဒကာဓမ္မတွေဒီဘက်ကတစ်ခုကြည့်ပါတဲ့ဒါဘာပါလိမ့်မလို့မေခွန်းထုတ်လို့ရှင်းဇာတိသဘောကျဇာတိပြိတ္တိနေမိလို့ဇရာမရဏနဲ့ဟုတ်လားအသက်ထွေးရတယ်ဆိုတာပေါ်လာကြပေါ်လာပါဇာတိပြိတ္တိနေမိလို့ဇရာမရဏနဲ့အသက်ထွေးရရှင်းကြဒါဖြင့်ဇာတိကအကြောင်းဇရာမရဏကအကျိုးသဘောကျဒါဖြင့်ဒကာဓမ္မတို့ဇာတိဆိုတာပုဂ္ဂိုလ်အစဇာတိကသဘောကျပုဂ္ဂိုလ်တ attva အစဘယ်ကပါလဲပုဂ္ဂိုလ်တ attva အစဇာတိကဖြစ်ပြီးဒီကလာနေသောကြောင့်ဇာတိရှိလို့ရှိရင်ဖြင့်ဇရာမရဏပြေးလို့မလွတ်ဘူးလွတ်ပါမလားရှင်းကြပါလားဒါဖြင့်သူကအကြောင်းသမုဒိယသစ္စာဇရာမရဏကအကျိုးဒုက္ခသစ္စာပေါ်ကြပါလားဇာတိကပါတဲ့ဇရာမရဏကဒါဖြင့်လူဘဝတောင်ဒီကရရင်ဒီဆုံးမှာနတ်ဘဝတောင်လည်းဒါဆရဒါဆရပြီဒီဆုံးမှာမြမဘဝရရင်လည်းဇာတိဆရပြီးတော့ပဲဆုံးမှာဒါဖြင့်ဒကာဓမ္မတို့ဆင်းရဲအစနဲ့ဆင်းရဲဆုံးပဲရှိပေါ်ပါလားဇာတိပိဒုက္ခသစ္စာဆင်းရဲအစဇရာမရဏံပိဒုက္ခသစ္စာဒါဖြင့်ပုဂ္ဂိုလ်သတ္တဝါတွေဒီအစဘာသစ္စာလဲအဆုံးပေါ်ပါလားအစမှာအဆုံးမှာဒါဖြင့်ဒကာဓမ္မတို့ခမည်းတော်ကျွတ်တို့ဤဖြစ်စဉ်အားဖြင့်သစ္စာညာမျက်လုံးတက်ပြီးကြည့်လိုက်တဲ့အခါကျတော့အစလည်းမကောင်းအဆုံးမအလဲကောအလဲမှလည်းဇရာဆိုတာဒုက္ခသစ္စာပဲအဆုံးမရဏကအစဇာတိကရှင်းမလားဒါဖြင့်ဒကာဓမ္မတို့အလုံးဒကာဓမ္မတို့ဘာများဖြစ်ချင်သေးသလဲဖြစ်ချင်တာဟုတ်လားဖြစ်ချင်ဇာတိပါပဲဒကာဓမ္မတို့ရှင်းမလားဖြစ်ချင်ပါခေါ်ကြအဲ့ဒီဇာတိသာရတဲ့အခါကျလို့ရှင်းဖြင့်ဇရာမရဏရိဟူသောခொနကပြောခဲ့တဲ့ဝဲကြီးလိုင်းတဘိုးနဲ့အသက်ထွက်ရမှာပဲမထွက်ရပဲဘူးလားရှင်းကြဗလားဒါဖြင့်ဇာတိပစ္စယဇရာမရဏဇာတိကြောင့်ဘာဖြစ်တယ်ကောင်းပြီဒါဖြင့်ဇာတိကသမုဒိယသစ္စာမှတ်လိုက်စမ်းဇာတိကဇရာမရဏကကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဇာတိကပါတဲ့ကောင်းပြီဇရာမရဏကဒုက္ခသစ္စာဒါဒကာဓမ္မတွေအခုပါဇက်ကသေသေးချာချာပြောနိုင်တယ်ဥလားဟူကြီးမှန်ပါပါသေချာပြောနိုင်တဲ့ဉာဏ်ဒီယနေ့တရားပွဲမှာဒကာဓမ္မတွေရပါတယ်မှန်ပါဒီဉာဏ်ရလိုက်ပါတယ်ဇာတိကဘာသစ္စာတဲ့ဒုက္ခသစ္စာသမုဒိယသစ္စာထားလိုက်ပါတော့ဒကာသိရအကြောင်းကျိုးခွဲလိုက်တော့ဇာတိကဘာပါလိုက်ဇရာမရဏကရှင်းမလားဒါကပရိသမိရာမဲ့ပါဠိတော်သုတ္တနိဗ္ဗာန်မြန်လာတဲ့အဓိပ္ပာယ်ကိုပြောနေတယ်လို့ဒကာဓမ္မတွေပတ်ပါဇာတိကသမုဒိယသစ္စာဇရာမရဏကဒုက္ခသစ္စာခင်ဗျားတို့ဝန်းထဲမှာဘဒုကသမုဒိယဘဒုကဒုက္ခလို့သိတဲ့ဉာဏ်ကမက်ကသစ္စာရှင်းမလားခင်ဗျားတို့ဇာတိကဉာဏ်နဲ့ပြောတာမဟုတ်လားအဲ့ဒီဉာဏ်လေးကဘာပါလိမ့်ဇရာမရဏကဘာသစ္စာလဲအဲ့ဒီဒုက္ခသစ္စာကိုပြောနိုင်တဲ့ဉာဏ်လေးကဒါဖြင့်ဒကာဓမ္မတို့သမုဒိယသစ္စာကိုလည်းခင်ဗျားတို့သိတာမက္ကသစ္စာနဲ့သိတယ်ဒုက္ခသစ္စာကိုသိတာလဲမက္ကသစ္စာသဘောကျဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့သစ္စာဘယ်နှပါးသိသွားသလဲလို့မေခွန်းထုတ်လို့ရှိရင်၃ပါးသိပါပြီဗျာမစွန့်နိုင်ဘူးလားဇာတိကဇာတိကသမုဒိယသစ္စာဆိုတာသိအဲ့ဒါကတစ်ချက်ဇရာမရဏကခ
ခင်များတို့ဝင်တဲ့သိလုံးလေးက